ချစ်မိတ်ဆွေအားလုံးတို့မင်္ဂလာပါရှင်ကျမတို့ရဲ့တန်လိုက်တဲ့ညှို့တဲ့ပညာရည်တွေကိုလေ့လာနေတဲ့သူတွေဟာမျက်လုံးအကြည့်ချက်အလင်းတက်တွေရဖို့တန်လိုက်တဲ့ညှို့တဲ့တွေကိုနေအောင်ကြည့်အလင်းတက်ကနေစူးစောင်းယူနည်းလေးကိုဒီနေ့မျှဝေပေးချင်ပါတယ်ဒါကြောင့်မို့မနေ့မိုးလင်းလို့အာယုံတက်ပြီးနေထွက်လာပြီဆိုတာနဲ့ရောင်ကြီးလေးတန်းလာပါပြီဆိုကြတဲ့ကထွက်လာတဲ့နေအောင်ကြီးရဲ့အလင်းတက်နုနုလေးတွေနဲ့ကြည့်ချင်အားထုတ်ရမှာဖြစ်ပါတယ်နေအောင်ကြီးရဲ့အလင်းတက်တန်လိုက်တဲ့ညှို့တက်တွေကိုငါလက်ခံရရှိပြီနော်နေမင်းရဲ့အလင်းရောင်ကိုငါကဖဲချိန်မစို့အန်တူကိုကြည့်နိုင်နေပြီနေအောင်ကြီးရဲ့အလင်းတက်တန်လိုက်တဲ့ညှို့တက်အချီတက်တရားငါရဲ့မျက်ဝန်းအိမ်မှာတဆင်ငါရဲ့အနက်ရှိုင်းဆုံးအတွင်းစကြဝဠာကြီးကမဟာမနောအိမ်ထဲမှာစူဆောင်းမိနေပြီနေအောင်ကြီးရဲ့အလင်းထက်တန်လိုက်တဲ့ညှို့တဲ့အကြည်ဓာတ်တွေကငါကမျက်ဝန်းအိမ်မှာတဆင်ငါရဲ့ခန္ဓာကိုယ်အရှိပြမွေးညင်းတို့မှတဆင်ငါရဲ့အတွင်းစကြဝဠာထဲမှာရှိတဲ့အနက်ရှိုင်းဆုံးသောမဟာမနောအိမ်ကြီးထဲမှာစူဆောင်းမိနေပြီငါဟာတန်လိုက်တဲ့ညှို့တဲ့အလင်းတဲ့အကြည်ဓာတ်တွေနဲ့ပြေဝနေပြီငါရဲ့မျက်ဝန်းအိမ်ဟာအလင်းတဲ့အကြည်ဓာတ်တန်လိုက်တဲ့ညှို့တဲ့တွေနဲ့ပြည့်နေပြီငါဟာဘယ်ရှိမှမစိုးနေရောင်ကြီးရဲ့အလင်းတဲ့အကြည်ဓာတ်အလင်းတဲ့အကြည်ဓာတ်တန်လိုက်တဲ့ညှို့ဓာတ်တွေကိုစုပ်ယူလို့ရရှိနေပြီငါကနေအောင်ကြီးရဲ့အလင်းဓာတ်ကိုအန်တူ၍ကြည်နိုင်တဲ့သူဖြစ်နေပြီငါကနေအောင်ကြီးရဲ့အလင်းဓာတ်ကိုဘယ်အချိန်မှမစိုးအန်တူလို့ကြည်နိုင်နေပြီငါမျက်ဝန်းအိမ်မှာနေအောင်ကြီးရဲ့အလင်းဓာတ်တွေကိုအန်တူ၍ကြည်နိုင်တဲ့အလင်းဓာတ်တွေတန်လိုက်ဓာတ်တွေညှို့ဓာတ်တွေစွမ်းအားပါဝါတွေပြေးဝနေပြီမြည်သူမဆိုငါမျက်ဝန်းရဲ့အကြည်ဓာတ်ကိုအန်တုလို့မကြည့်နိုင်တော့ဘူးငါရဲ့မျက်ဝန်းအိမ်ရဲ့ညှို့ဓာတ်တွေကိုအန်တုပြီးတော့မငင်းဆန်နိုင်တော့ဘူးငါရဲ့မျက်ဝန်းကညှို့ဓာတ်တန်လိုက်ဓာတ်အလင်းဓာတ်အကြည်ဓာတ်တွေနဲ့ပြည့်နေပြီငါမျက်ဝန်းရဲ့အကြည်ဒီအောက်မှာမြည်သူမှမလွန်ဆန်နိုင်တော့ဘူးငါမျက်ဝန်းအိမ်ရဲ့တန်လိုက်တဲ့ညှို့ဓာတ်တွေနဲ့ကြည့်မိတဲ့အရာတွေဟာငါရဲ့ဆွဲဆောင်ရာကိုအလိုလိုနဲ့လိုက်ပါလို့လာနေပြီငါရဲ့မျက်ဝန်းအိမ်ကိုပြည်သူမှအတူလို့မကြည့်နိုင်တော့ဘူးငါဟာတန်လိုက်တဲ့ညှို့တဲ့အလင်းတဲ့အကြည်ဓာတ်တွေနဲ့ပြေးဝနေပြီကျမတို့ဟာနေ့စဉ်နဲ့အာယုံတက်ချိန်ကနေနိုးထလာပြီးတဲ့နောက်မှာတကိုယ်ရည်တန်ရှင်းမှုတွေလုပ်မယ်မျက်နှာသက်သွားတိုက်တာတွေလုပ်ပြီးတဲ့အခါမှာနေအောင်ကြည်နုနုလေးရဲ့အလင်းတက်ကိုခံယူပေးဖို့လိုပါတယ်ဒီလိုခံယူပေးတဲ့အခါမှာကျမတို့တွေကမဟာပထဝီမြေကြီးပေါ်မှာတင်ပြေကွေထိုင်ရင်းနဲ့ပဲဖြစ်စေနော်ဝင်လေထွက်လေမှတ်ရင်းနဲ့ပဲဖြစ်စေကျမတို့တွေကထွက်ပေါ်လာတဲ့နေအောင်ကြီးရဲ့အလင်းတက်နုနုလေးနဲ့နေမင်းကြီးကိုကျမတို့မြတ်တာမခတ်ပဲနဲ့အနည်းဆုံး3မိနစ်ကနေပြီးတော့အများဆုံး15မိနစ်ထိစိုက်ကြည့်နေရပါမယ်ရှင်ဒါပေမဲ့ကျမတို့တွေကမျက်လုံးကိုညောင်းလာတယ်ဆိုရင်တော့မျက်တောက်ခတ်ခွေရှိပါတယ်မျက်ရည်ပူတွေကျလာမယ်ဆိုရင်တော့လေ့ကျင့်မှုကိုခဏခဏရပ်တန့်ထားဖို့လိုပါတယ်ရှင်ဒါကြောင့်မို့လို့တန်လိုက်တဲ့ညှို့တဲ့အလင်းတက်အကြည်တက်တွေစုဆောင်းနေတဲ့လူတွေဟာမနှက်အစောကြီးအာယုံတက်ချိန်မှာထွက်လာမယ်နေအောင်ကြီးရဲ့နုနုလေးကိုခံယူပြီးတော့ရင်ကျမတို့နေအောင်ကြီးရဲ့အလင်းတက်တန်လိုက်တဲ့ညှို့တက်တွေကိုစုဆောင်းယူရမှာဖြစ်ပါတယ်ကျမတို့ဒီဟာကျမကြီးနဲ့လည်းညီညွတ်ပါတယ်ကျမလည်းကျန်းလဲချမ်းသာတယ်ပညာလည်းပြေဝရစေပါတယ်ရှင်နေအောင်ကြီးရဲ့ရရှိတဲ့အလင်းတက်ကလေးတွေဟာနော်ခန္ဓာကိုယ်ရဲ့လူခန္ဓာကိုယ်ပေါ်မှာအရေးပြားပေါ်မှာရှိနေတဲ့ဇဲတွေကိုလည်းမ
မကောင်းတဲ့เนาะပုံမွားတွေကိုလည်းတတ်ပေးတယ်ဆဲတွေကိုလည်းကျန်းမာလာစေတယ်เนาะနောက်ပွေးချလို့ရှိရင်ကျမတို့ရဲ့အယိုးစစ်တွေကိုလည်းကျန်းမာစေတယ်เนาะဒါကြောင့်မလို့ကျမတို့မနေ့စောစောစစ်စစ်မှာမိသည့်အလုပ်ကိုမှဦးစားပေးမလုပ်သေးခြင်းတော့မှနေအောင်ကြီးလေးထွက်ပေါ်လာပြီဆိုတာနဲ့နေအောင်ကြီးရဲ့အလင်းတက်ကိုခံယူမယ်ကိုစူဆောင်းတဲ့နဲ့တန်လိုက်တဲ့ညှို့တက်တွေကိုစူဆောင်းယူမယ်ကျမတို့ရဲ့မျက်လုံးချင်းစင်ကဒီလိုမျိုးဒီ9နာရီ10နာရီ17နာရီ12နာရီနေပြင်းပြင်းအချိန်မှာကျင့်လို့မရပါဘူးဒီလိုနေအောင်ကြည်နုနုလေးတွေရဲ့အလင်းတက်ကိုသာခံယူပြီးတော့ရင်ချစ်ချင်အားထုတ်လို့ရပါတယ်เนาะဒါဆိုလို့ရှိရင်ကျမတို့ရဲ့မျက်လုံးတွေကစွမ်းအားတွေထက်မြက်လာမယ်ကျမတို့မျက်လုံးရဲ့ဒီပေါ်နော်မျက်လုံးညှို့တက်တွေပြေးလာမယ်မျက်လုံးအကြည်တက်တွေအလင်းတက်တွေပြေးဝလာမှာဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ချစ်မိတ်ဆွေညီကိုပေါင်းတို့ချစ်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမအပေါင်းတို့ကလည်းကျမတို့ရဲ့ဒီတန်လိုက်တဲ့ညှို့တဲ့ကျင့်စဉ်ပညာရမှာမပါမဖြစ်အရေးကြီးတယ်နေရောင်ကြီးနဲ့เนาะကျမတို့ညှို့တဲ့တွေကိုတန်လိုက်တဲ့အလင်းတက်တွေကိုစူဆောင်းယူနေပညာရက်ကိုလည်းဒီနေ့ကျမကမျှဝေပေးလိုက်ပါတယ်ချင်ရတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေတန်လိုက်တဲ့အလင်းတက်ညှို့တဲ့တွေစူဆောင်းမိပြီးတော့ရင်မိမိတို့ဘဝမှာလိုချင်တဲ့ဘဝလိုချင်တဲ့ပန်းနိုင်လိုချင်တဲ့အရေးချင်းအနေနဲ့ပြေးသွားတယ်เนาะတန်လိုက်တဲ့ညှို့တဲ့အကြည့်တဲ့အလင်းတက်တွေပြေးသွားတယ်เนาะလူကောင်းလူမှုလူရည်ကြုံများဖြစ်ကြပါစေမိမိတို့ဘဝမှာပြည့်စုံကြွယ်ဝလိုတားရတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ